8ရက်5လ2025ကြာတာပရင်းနဲ့ညပိုင်းမှာကစားကြမယ်ယူရိုပါလိဆီမီဖိုင်နယ်ပွဲစဉ်တွေရဲ့စိတ်ကြိုက်ရွေးချယ်မှုကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါကြော်ကြီးတဲ့ Master Facebook Page နဲ့ YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကြော်ကြီးပါဒီနေ့မှာဆိုရင်တော့8ရက်နေ့ကြာတာပရင်းနဲ့ညပိုင်းမှာကစားကြမယ်ပွဲစဉ်ကတော့ဒါနှစ်ပွဲပေါ့ယူရိုပါလိဆီမီဖိုင်နယ်ပွဲစဉ်တွေဖြစ်ကြတယ်မန်ချက်စတာယူနိုက်တက်နဲ့အက်တလက်တစ်ကလပ်ဘီဘာအိုရဲ့ပြီးတော့နောက်ထပ်တစ်ပွဲကတော့ဒါဘိုရိုကလင်းနဲ့တော်တင်ဟော့စပါအသင်းတို့ဒီနှစ်ပွဲပဲရှိပါတယ်အဲ့နှစ်ပွဲကိုကျွန်တော်ဒါအခုဗီဒီယိုတစ်ပုဒ်ထဲမှာသုံးသက်ပြောပြပေးသွားမှာဖြစ်ပါတယ်မနေ့ကရွေးချယ်မှုမှာဆိုရင်တော့ကျွန်တော်တို့ဒါ PSG 6ပေါင်းအပေါ်ကတော့350စားပထမကြီးက350စားဆိုတော့တဝက်တော်စားရလိမ့်မယ်ပထမအစောပိုင်းကစားတဲ့သူတွေကတော့350စားစီးနဲ့ဆော့မယ်ဆိုရင်6ပေါ်ကတဝက်စားရမယ်ဒါပွဲလာကနီးကစားတဲ့ညီကိုတွေကတော့နှလုံးအပြည့်ရှုံးကြီးနဲ့ဆိုတော့အပြည့်စားရမယ်အဲ့ဒါကြောင့်ကျွန်တော်ပြောတာဒါညီကိုတွေအပြင်ကြီးတွေနဲ့အပြင်တိုင်းတွေမှာကစားတဲ့ညီကိုတွေအနေနဲ့နည်းနည်းနစ်နာတာပေါ့ဒါအကောက်ဖွင့်ပြီးတော့ကိုတိုင်းကစားမယ်ဆိုရင်ဒါအခုလိုပွဲလာကနီးတွေပါတယ်ကစားမယ်ဆိုရင်ဒါမနေ့ကဆိုရင်6ပေါင်းအပေါ်ကစားမယ်ဆိုရင်အပြည့်စားရတယ်အဲ့တော့ဒါအကောက်ဖွင့်ကစားဖို့အဲ့ဒါကြောင့်ကျွန်တော်ပြောတာပါโอเคအဲ့တော့ဒါဆက်ပြီးတော့ဒါသုံးသက်ပြောပြပေးလိုက်အောင်ပထမဆုံးအနေနဲ့ကကျွန်တော်ပြောပြပေးခြင်းတဲ့ပွဲစဉ်ကတော့မြန်မာစံတော်ချိန်တနာရီ30မိနစ်မှာပဲကစားကြမယ်ဒါမန်ချက်စတာယူနိုက်တက်နဲ့အက်တလက်တစ်ကလပ်ဘီဘာအိုရဲ့ပွဲစဉ်လေးကိုသုံးသက်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်တော့ဒါ United ကတော့ level 50ရှုံး6ပေါင်းဈေးမှာဆိုရင်တော့နှလုံးအပြည့်ရှုံးဆိုပြီးတော့ဒါဖွင့်ထားတာကိုတွေ့ရတယ်ပထမအကျော်အကျေးဖွင့်လှစ်မှုတုန်းကတော့ဒါဘီဘာအိုကသူ့အိမ်ခွင်းမှာ level အပြည့်ရှုံးအထီကိုပေးထားခဲ့ပြီးတော့6ပေါင်းဈေးမှာနှလုံး50ရှုံးဆိုပြီးတော့ဖွင့်ထားခဲ့တယ်ပထမကျော်မှာပဲဒါအားလုံးမထင်မှတ်ထားတဲ့ရလက်နဲ့ United တို့အဝေးကွင်းကနေပြီးတော့ဂိုးအပြတ်အသက်ကိုဒါအနိုင်ရရှိထားခဲ့တာဖြစ်တဲ့အတွက်ဒါအခုအိမ်ခွင်းပြန်ပြီးတော့ဒါဒီတကြောမှာအိမ်ခွင်းကစားရမှာဆိုတော့ United အသင်းအနေနဲ့ဒါနောက်ထပ် final ကိုတက်ဖို့ရာအတွက်ကရာခိုင်နှုန်းကအတော်လေးများသွားပြီဗျာအဲ့တော့ဒီနေ့မှာလည်းပဲအိမ်ဝင်းကစားရမှာဖြစ်တဲ့အတွက်ဒါ United တို့ထပ်ပြီးတော့ကိုဒါရက်လက်ကောင်းထပ်ပြီးတော့ပိုင်ဆိုင်နိုင်ရအောင်လို့ကိုဒါပထမကစားခဲ့တဲ့ဒီ Premier League ပွဲစဉ်တွေတုန်းကဆိုရင်လည်းပဲအဓိကကစားသမားတချို့ကိုအနာပေးပြီးတော့ကိုဒါကစားထားတာတွေ့ရတယ်ခံစစ်ပိုင်းမှာဆိုလို့ရှိရင်ဒါပထမယူရိုပါလိမှာသုံးခဲ့တဲ့ခံစစ်ကြောင်းကကစားသမားအားလုံးဒီပါကိုဒါ first line အနေနဲ့ထုတ်မလာခဲ့ဘဲနဲ့ဒါနောက်ပိုင်းကျကမှဒါမကွာရတို့တွေထုတ်လာပြီးတော့ကစားထားတာကိုတွေ့ရတယ် NBA အပြည့်နဲ့ဒါအခုပွဲစဉ်မှာပို့ပြီးတော့ကိုကစားနိုင်ရအောင်လို့ပထမပွဲစဉ်တွေမှာဒါလူဝင်အားတွေ short ချပြီးတော့ကစားထားခဲ့တယ်ကွင်းလယ်ပိုင်းမှာဆိုရင်လည်းပဲဒါအဓိကအခုနောက်ပိုင်းမှာပြန်ပြီးတော့ခြေစွမ်းပြနေတဲ့ Casemiro တို့ဆိုလို့ရှိရင်ပွဲချိန်ပြည့်ကိုနားထားခဲ့တယ်ပြီးတော့ဒါ Bruno Fernandes ပေါ့ Bruno Fernandes ဆိုရင်လည်းပဲဒါပွဲစဉ်ထောက်လျှောက်မှာအမြဲတမ်းလူယုံပြီးတော့ကိုဒါ United ကိုထမ်းတင်ပေးနေရတဲ့ player အဲ့တော့အဲ့ player ကိုလည်းပဲဒါ Brentford နဲ့ပွဲစဉ်တုန်းကဆိုလို့ရှိရင်အနာပေးပြီးတော့ကိုကစားထားခဲ့တယ်ဒီပွဲစဉ်အတွက်ကိုအကောင်းဆုံးဒါ focus ထားပြီးတော့ကိုမျှော်လင့်ချက်တော်တော်ကြီးလို့ဒါ Ruben Amorim အနေနဲ့ဒါပထမပွဲစဉ်တွေမှာမသုံးမဲနဲ့ထားခဲ့တာဘလောက်ပဲဒါပထမအကျော်မှာကိုအပြတ်အသက်အနိုင်ရထားခဲ့အောင်တော့ဒါအိမ်ဝင်းမှာပြန်ပြီးတော့ဒါမသေးကြဘူးဗျာဘောလုံးဆိုတာအလုံးကြီးသူတို့အနေနဲ့လည်းပဲဒါရက်လက်ကောင်ထပ်ပြီးတော့ပိုင်ဆိုင်နိုင်ရအောင်ရှုံးပွဲမရှိဆိုတဲ့စံချိန်ကိုလည်းထပ်ပြီးတော့ပိုင်ဆိုင်နိုင်ရအောင်လို့ Ruben Amorim အနေနဲ့အကောင်းဆုံးပြင်ဆင်လာတဲ့အနေထားတော့တွေ့ရတယ်ထပ်ပြီးတော့ကျွန်တော်တို့ဒါအချိုးပေါ်တကားလောင်းအနေထားကတော့အာမက်ဒီယာလိုပေါ့အာမက်ဒီယာလိုပြန်ပြီးတော့ပါဝင်လာနိုင်မှုကတော်တော်လေး United ရဲ့တိုက်စစ်ပိုင်းကိုအကျိုးပြုလိမ့်မယ်အာမက်ဒီယာလိုဒါနောက်ဆုံးကစားခဲ့တဲ့ဒီ Brentford နဲ့ပွဲစဉ်တုန်းကဆိုရင်လည်းသွင်းကိုတကူရယူထားနိုင်တာဖြစ်တဲ့အတွက်လုံးဝဒါ confident အပြည့်အဝရှိထားခဲ့တယ်တောင်မန်နေမှာဆိုရင်လည်းပဲဒါဂါနာချိုတို့ဆိုရင်လည်းပဲအခုနောက်ပိုင်းမှာပို့ပြီးတော့ဒီအသင်းတွေကိုအချိတ်ဆက်မိပြန်ပြီးတော့ကစားထားနိုင်တာတွေ့ရတယ်အဲ့တော့ပေးထားတဲ့ဈေးက level 50ရှုံးအကျေးဆိုတော့ဒါအိမ်ဝင်းပေးသက်ရှေ့မှာ United တို့အကောင်းဆုံးပြန်ပြီးတော့ကိုထပ်ပြီးတော့ဒါအကောင်းဆုံးရလက်ပိုင်ဆိုင်ပြီးတော့ကိုဒီနောက်ထပ်တစ်ဆင့် final ကိုတက်ဖို့ရာစူးစမ်းပါလိမ့်မယ်အဝေးကွင်းကစားရမယ့်ဘီဘာအိုကတော့ပထမအကြော့မှာ3ဂိုးကြီးပြတ်ထားတာလည်းဖြစ်တယ်ဗျာပြီးတော့သူတို့ရဲ့တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်ဒါနီကိုဝီလီယန်တို့အီနာဂီဝီလီယန်တို့ပြီးတော့တိုက်စစ်ကစားသမားဖြစ်တဲ့သူတို့ရဲ့ဒီဆန်ဆက်သူတို့တွေလည်းမပါဝင်လာနိုင်ခဲ့ဘူးပြီးတော့ခံစစ်ပိုင်းမှာဆိုရင်လည်းပဲပထမအကြော့မှာဒါအနီကပ်ပြထားခံရတဲ့ဒီကစားသမားဆိုရင်လည်းပဲဒီအကြော့မှာပြန်ပြီးတော့မပါဝင်လာနိုင်ဘူးသူတို့ရဲ့အဓိက main player တွေပဲဒါဒီပွဲစဉ်မှာလုံးဝလွဲချော်ထားတယ်ဗျာလုံးဝလွဲချော်ထားတာဖြစ်တဲ့အတွက်ဒါဒီပွဲစဉ်က United တို့ AC အိမ်ဝင်းကနေပြီးတော့ကိုဒါ AC ကစားရမယ့်ပွဲစဉ်တစ်ပွဲလို့တော့ယူဆတယ်ဘီဘာအိုကဒါဘီဘာအိုဘက်ကိုဒါကျွန်တော်တဦးတယောက်တည်းအမြင်ကိုတွေးကြည့်ရမယ်ဆိုရင်တော့ဘီဘာအိုကလက်ရှိလည်းပဲဒါ3ဂိုးကြီးသူတို့အိမ်ဝင်းမှာပြတ်ထားခဲ့တယ်ပြီးတော့အဝေးကွင်းအခုအကျော်ကသွားပြီးတော့ကစားရမယ့်အနေထားမှာ Old Trafford မှာလွယ်ကူမဲ့အနေထားမဟုတ်ဘူးဆိုတာဒါဘီဘာအိုအနေနဲ့ကြိုပြီးတော့ဒါတွေးထားတဲ့အနေထားရှိမယ်ဗျာဒါကျွန်တော်တဦးတယောက်တည်းအမြင်ကိုပြောပြတာပါပြီးတော့ဘီဘာအိုအသင်းလက်ရှိမှာဆိုရင်ဒီလာလီဂါမှာဆိုလို့ရှိရင်အဆင့်4မှာရောက်ထားခဲ့တယ်
လာလီဂါမှာဆိုရင်လည်းပဲသူတို့ဒီချန်ပီယံလိဝင်ငွေက9သင်းရထားတာဖြစ်တဲ့အတွက်လက်ရှိကအဆင့်4မှာ60မှတ်ရထားခဲ့တယ်သူအောက်ကအဆင့်9ဘီလာရီရဲက58မှတ်ဆိုတော့သူတို့အနေနဲ့ဒါလာလီဂါအမှတ်ပေးမှာချန်ပီယံလိဝင်ငွေတနေရာစာရဖို့အတွက်ပြန်ပြီးတော့လုံးပန်းမလားပေါ့အဲ့အချက်ကလေးတစ်ချက်ရှိတယ်ဒီပွဲစဉ်ကတော့သူတို့ဒါအရန်ကြီးဘလို့ပဲလုတ်ပြသေးအောင်တော့ Old Trafford မှာလွယ်ကူမဲ့အနေအထားမရှိဘူးဆိုတာဒါကြိုတင်ခံမှန်းထားပုံရပါတယ်အဲ့ဒါကြောင့်လည်းပဲဒါသူတို့ရဲ့အဓိကကစားသမားတွေကိုခြံလှက်ထားတဲ့အနေအထားမျိုးတွေလည်းဒါရှိကောင်းရှိနိုင်လိမ့်မယ်ပေါ့အဲ့တော့ကျွန်တော်ကဒီနေ့ပွဲစဉ်က level 50ရှုံးအထိကိုအိမ်ဝင်းကနေပြီးတော့ကြေးကြောပေးထားခဲ့တဲ့ United ကိုဒါယုံကြည်ပြီးတော့စွန့်စားခြင်းပါတယ် United အသင်း Europa League မှာဆိုလို့ရှိရင်လက်ရှိအနေအထားထိလည်းဒါရှုံးပွဲလုံးဝရှိမထားခဲ့သေးဘူးဒါ Europa League အခုနောက်ပိုင်းသွင်းဂိုးတွေမှာဆိုရင်လည်းပဲတပွဲကိုဒါ3ဂိုး2ဂိုး3ဂိုး4ဂိုးဒီလိုပုံစံမျိုးတွေပဲဂိုးမျိုးမြင်နဲ့ကိုဒါအများအားလို့ရရှိထားတာဖြစ်တယ်ပရီးမီးယားလိမှာတစ်မျိုးယူရိုပါလိရောက်လို့ရှိရင်ခြေစွမ်းကတစ်မျိုးနဲ့ဒီလိုကစားနေတဲ့အနေအထားရှိတယ်ပရီးမီးယားလိမှာတော့ခြေစွမ်းကဆုပ်ပြတ်တက်နေလို့ဆိုပြီးတော့သွားမယုံလို့တော့မရဘူးယူရိုပါလိဆိုလို့ရှိရင်တကယ်ကိုခြေစွမ်းပြပြီးတော့ကစားခဲ့တာလည်းတွေ့ရတယ်တကယ်ကိုကစားသမားတွေလည်းပဲဒီဖလားကအရန်ကြီးညှော်လင့်ထားပုံရပါတယ်လိုင်ယုံနဲ့ပွဲစဉ်ကိုကြည့်ရမယ်ဆိုလို့ရှိရင်ပေါ့အဲ့ဒီပွဲစဉ်မှာဆိုရင်လည်းပဲဒါကျွန်တော်တို့ဆိုလို့ရှိရင်လည်းဒါစိတ်ပြတ်ခဲ့ရတယ်ဒီဖလားတစ်လုံးပဲမျှော်လင့်လို့ရတဲ့အနေအထားကိုတစ်ဖက်အသင်းကတယောက်ထွက်တဲ့အနေအထားကိုတော့မှပဲဒီလောက်ထိဖြစ်ရမလားဆိုပြီးကျွန်တော်တို့ဖုန်းတွေဒါ TV တွေပိတ်ပြီးတော့ကိုမကြည့်တော့ဘဲနဲ့ဖြစ်တဲ့အနေအထားမျိုးမှာဒါ Bruno Fernandes ရဲ့ penalty တို့မိုင်နူတို့ရဲ့ဂိုးတွေမကွာရတို့ရဲ့ဂိုးတွေခက်စစ်စစ်ကလေးနဲ့ပြန်ပြီးတွေးခဲ့ရပြီးတော့ကိုဒါနောက်တစ်ဆင့်ဒါတက်ခဲ့ရတာကမ်းဘတ်နိုင်ခဲ့ရတာအဲ့တော့ဒီနေ့မှလည်းပဲဒါ United အနေနဲ့ထပ်ပြီးတော့ကိုအကောင်းဆုံးရလက်ပိုင်ဆိုင်နိုင်အောင်ထပ်ပြီးစူးစမ်းလိမ့်မယ် level 50ရှုံးကတော့ကျွန်တော်တို့ဒါတစ်ဖက်အသင်းရဲ့အဓိကကစားသမားတွေမပါဝင်လာနိုင်မှုနဲ့အတူကျွန်တော်တို့အသင်းရဲ့အင်အားတော်တော်တင်းတင်းနဲ့ပြန်ပြီးကစားနိုင်မှုအပေါ်ကိုကြည့်ပြီးတော့ကျွန်တော်အိမ်ဝင်းကစားရမယ် United ရဲ့ body ကိုပဲထပ်ပြီးတော့ရွေးချယ်ခြင်းပါတယ်ပထမအနေနဲ့ရွေးချယ်မှုကတော့ United ရဲ့ body ပါဒုတိယပွဲစဉ်ကတော့မြန်မာစံတော်ချိန်1:30မိနစ်ပဲအချိန်အတူတူကစားကြမယ်ဘူရိုဂလင်းနဲ့တော်တီဟော့စပါးအသင်းတို့ရဲ့ပွဲစဉ်လေးကိုထပ်ပြီးတော့သုံးသပ်ပြောပြပေးပါမယ်ဒီပွဲစဉ်မှာဆိုရင်တော့ body G ကတော့ဘယ်ကမှတော့ကြေးကြောပေးထားတာမရှိပါဘူးလက်ရှိအချိန်ထိကို body G ကတော့ဒါကြေးကြောပေးမထားဘူးဂိုးပေါင်းဈေးမှာဆိုရင်တော့3လုံး level အထိကိုကြေးကြောပေးထားတာတွေ့ရပါတယ်ပထမကြော့မှာဆိုရင်တော့ဒါတော်တီဟော့စပါးရဲ့ကွင်းမှာဘူရိုဂလင်းအနေနဲ့3-1ဆိုတဲ့ရလဒ်မျိုးနဲ့ကိုဒါရှုံးနေထားခဲ့ရတာတော့တွေ့ရတယ်ဒါအိမ်ဝင်းမှာတော့ပြန်ပြီးတော့ဘူရိုဂလင်းအသင်းအနေနဲ့လည်းအကောင်းဆုံးပြန်ပြီးတော့ဒါ2ဂိုးပြတ်ထားတာဖြစ်တဲ့အတွက်ကမ်းဘတ်နိုင်အောင်ဒါစူးစမ်းမဲ့အနေအထားရှိတယ်ဒါကြောင့်လည်းဂိုးပေါင်းဈေးအနေအထားမှာ3လုံး level အထိကိုမြင့်တက်ထားခဲ့ရတာကိုတွေ့ရတယ်ဒီပွဲစဉ်တွေကိုကျွန်တော်ခံမှန်းကြည့်ရမယ်ဆိုရင်တော့ final တက်မဲ့အသင်းကတော့လက်ရှိ2ဂိုးလဲပြတ်ထားတာဖြစ်တဲ့အတွက်ဒီအင်္ဂလန်2သင်းပဲကျွန်တော်တို့ final မှာပြန်ပြီးတော့အားပေးရမယ်လို့တော့ဒါမြင်ပါတယ်ဘရိုဂလင်းကိုတော့ဒီပွဲစဉ်မှာအကောင်းဆုံးတော်တင်ဟော့စပါးအသင်းအနေနဲ့ဒါ2ဂိုးပြတ်တဲ့အနေအထားမျိုးမှာထိမ့်ပြီးတော့ကစားနိုင်လိမ့်မယ်လို့တော့ယူဆပါတယ်ဒါပေမဲ့တစ်ချက်ကြည့်ရမှာကဘရိုဂလင်းအသင်းကဒီယူရိုပါလိအခုကစားခဲ့တဲ့ပွဲစဉ်တောက်လျှောက်မှာဆိုလို့ရှိရင်ဒါအဝေးကွင်းထက်အိမ်ကွင်းပွဲစဉ်တွေမှာအမြဲတမ်းလိုလိုဂိုးမျိုးဂိုးမြိုင်တွေကိုပြန်ပြီးတော့ဒါတိုက်စစ်ပိုင်းကဂိုးတွေရပြီးတော့ကစားထားတာကိုတွေ့ရတယ်အိမ်ကွင်းဆိုလို့ရှိရင်အမြဲတမ်းလိုလိုဂိုးရထားခဲ့တယ်လာဇီယိုတို့လိုအသင်းမျိုးတွေကိုတော့မှပဲအိမ်ကွင်းမှာဒါအပြတ်သက်2ဂိုးတွေပါပြက်အောင်ရထားခဲ့တာဖြစ်တဲ့အတွက်ဒါဘိုရိုဂလင်းကတော့ကျင်းနေပေါအိမ်ကွင်းပေးတဲ့ရှေ့မှာ final အထိကိုတက်လန်းနိုင်ဖို့အတွက်ကိုဒါယုံပြီးတော့ကစားလာလိမ့်မယ်အဝေးကွင်းကစားရမယ့်စပါအသင်းကတော့လက်ရှိသူတို့တိုက်စစ်ပိုင်းမှာဆိုရင်တော့ဒါဆွန်ဟော်မင်တို့နောက်ပြီးတော့ဒါကွင်းလယ်ပိုင်းကမယ်ဒီဇင်တို့တွေတော့ဒါ injury ပြဿနာတွေနဲ့ကိုရင်ဆိုင်ထားခဲ့ရတယ်သူတို့ရဲ့အဓိက main player တွေပေါ့ဒီလိုကစားသမားတွေ injury ဖြစ်ထားတဲ့အတွက်နည်းနည်းလေးတော့ခေါင်းခဲရမယ်ဗျပြီးတော့သူတို့အသင်းအနေနဲ့ခြေစွမ်းကလည်းပုံမှန်ရှိမနေခဲ့ဘူးဗျပွဲစဉ်တောက်လျှောက်ကိုပြန်ကြည့်ရမယ်ဆိုအနေအမြင့်အတက်ကြရဲ့အရန်များတယ်ပေးကိုတွေလည်းပဲဒါခန်းစစ်ပိုင်းတွေကတော်တော်လေးတွေခွင့်ပြုထားခဲ့ရတာကိုတွေ့ရတယ်အဲဒါကြောင့်ကျွန်တော်ဒီပွဲစဉ်ကတော့အိမ်ကွင်းမှာပြန်ပြီးတော့ဒါရုံအားကောင်းကောင်းနဲ့ကိုအိမ်ကွင်းပွဲစဉ်တိုင်းလည်းအမြဲတမ်းလိုလိုဂိုးတွေရနေတဲ့ဘူရိုဂလင်းဒီပွဲစဉ်ကိုတော့ဒဲတဲ့ကြီးပေးတဲ့အနေအထားမျိုးမှာအိမ်ကွင်းအားသာချက်နဲ့အနိုင်ရလက်တော့ဖော်ဆောင်ကောင်းရင်ဖော်ဆောင်သွားနိုင်လိမ့်မယ်လို့တော့ယူဆပါတယ်ကျွန်တော်ဒီပွဲစဉ်ကိုတော့ဒါဂိုးပေါင်းဈေးကိုတော့ခံမှန်းမပေးတော့ပါဘူးအိမ်ကွင်းဘူရိုဂလင်းရဲ့ body ကိုပဲခံမှန်းပေးခြင်းပါတယ်အနည်းဆုံးအနေနဲ့2-1တို့ဘာတို့ဒါမျှော်လင့်လို့ရတဲ့အနေအထားပါဘူရိုဂလင်းအနေနဲ့ဒါ2ဂိုး3ဂိုးတွေရသွားမယ့်အနေအထားလို့တော့မျှော်မှန်းလို့တော့မရဘူးဒါအနည်းဆုံးတော့နိုင်ယုံလောက်လေးတော့သူတို့အနေနဲ့ပြန်ပြီးတော့စွမ်းဆောင်နိုင်လိမ့်မယ်လို့ထင်ပါတယ်စပါးကလည်းပဲဂိုးတွေအပြတ်အသက်တွေပေးပြီးတော့ကိုတရေတွေကြဒီ extra time တွေအထိရောက်သွားအောင်ဒါကစားမဲ့အနေအထားလို့တော့မမြင်ဘူးစပါးလည်းအကောင်းဆုံးပုံစံမျိုးနဲ့ဒါရှုံးကမှရှုံးရော2ဂိုးပြတ်ထားတဲ့အတွက်သူတို့အနေနဲ့လည်းအကောင်းဆုံးဒါခံစစ်ပိုင်းကိုပြုပြင်ပြီးတော့ကိုကစားလာလိမ့်မယ်လို့တော့ယူဆပါတယ်ကျွန်တော်ဒဲတဲ့ကြီးပေးတဲ့အနေအထားကိုဒုတိယပွဲစဉ်ကတော့ဒါဘိုရိုဂလင်းရဲ့ body ကိုရွေးချယ်ပေးခြင်းပါတယ်ဂိုးပေါင်းစီ3လုံးလည်းပဲအထိပြင်းထတာဖြစ်တဲ့အတွက်ကျင်းနေပေါ့ဘိုရိုဂလင်းကိုရနိုင်မှာပါโอเคဒီနေ့မှာတော့ကျွန်တော်ဒါ
ဒါအကြိုက်နှစ်ပွဲရွေးထုတ်ပေးထားတာဖြစ်ပါတယ်ပထမပွဲစဉ်ကတော့ United Body နဲ့ဒုတိယပွဲစဉ်ကတော့ Bodo Clean ရဲ့ Body ဆိုပြီးတော့ဒါနှစ်ပွဲရွေးချယ်ပေးထားပါတယ်အကြိုက်ချင်းထက်တူကြတယ်ဆိုရင်တော့လိုက်ပြီးတော့ကစားပါအကြိုက်ချင်းထက်တူမကြဘူးဆိုရင်တော့ညီကိုတို့စိတ်ကြိုက်တိုင်းဒါဖက်ကန်ပြီးတော့လည်းကစားနိုင်ပါတယ်โอเคဒါအခုဗီဒီယိုကြည့်နေတဲ့ညီကိုတွေကိုဒါထပ်ပြီးတော့ပြောပြပေးချင်တာကတော့ဒါ online betting အနေနဲ့ဘောလုံးပွဲတွေကိုအကောက်ဖွင့်ကစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်စီမှာဒါငွေရေးကြေးရေး 100% ယုံကြည်စိတ်ချစွာနဲ့ကိုလာရောက်အကောက်ဖွင့်စော်ကစားလို့ရပါတယ် K9 Win website မှာအကောက်ဖွင့်စော်ကစားရမှာဖြစ်ပါတယ် website အတွင်းမှာတော့ဒါမြန်မာကြေးမလေးကြေးဒီဟောင်ကောင်ကြေးယူရိုကြေး၄မျိုးလောက်နဲ့ကိုဒါဘောလုံးပွဲတွေကိုစိတ်ကြိုက်မောင်းဘော်ဒီကစားနိုင်မှာဖြစ်ပါတယ်ပြီးတော့အကောက်ဖွင့်ပြီးတော့မကစားခြင်းဘူးကြေးတွေနားမလဲဘူးဆိုတဲ့ညီကိုတွေအတွက်လည်းပဲအပြင်ကြေးဖွင့်ပေးထားပါတယ်အပြင်ကြေးကိုတော့ဒါအကောက်လုံးဝမယူဘဲနဲ့ကိုဒါ website မှာဖွင့်တဲ့ပွဲစဉ်တိုင်းကိုကစားပေးတော့မှာလည်းဖြစ်ပါတယ်ဒါကြောင့်မို့အကောက်ဖွင့်ပြီးတော့ကစားကျင်တာပဲဖြစ်ဖြစ်အပြင်ကြီးကစားကျင်တာပဲဖြစ်ဖြစ်ကျွန်တော်အခုဗီဒီယိုရဲ့အောက်မှာချပေးထားတဲ့ Viber Telegram နံပါတ်တွေကိုဆက်သွယ်လာခဲ့ပြီပါပြီးတော့ကျွန်တော်တို့ K9 Win နဲ့အတူလက်တွဲပြီးတော့လည်း agent အဖြစ်လုပ်ကင်လို့ရပါတယ် agent အဖြစ်လုပ်ကင်မယ်ဆိုရင်တော့လစာ commission 30% အပြင်လစဉ်လည်းပဲအပိုစုတွေပေးသွားမှာပါတကယ်စိတ်ပါဝင်စားရဲဆိုရင်ကျွန်တော် Viber တွေ Telegram တွေကိုပဲဆက်သွယ်လာခဲ့ပြီပါတခုချင်းအသေးစိတ်ရှင်းလင်းပြောပြပေးသွားပါမယ်ဒါအခုလိုရွေးချယ်မှုဗီဒီယိုတွေကိုအများအားတင်ပေးနေတဲ့ကျွန်တော်ရဲ့ YouTube Channel ကိုလည်းဒါ Subscribe မနှိပ်ရသေးရင် Subscribe နှိပ်ပြီးတော့အားပေးခဲ့ကြပါဦး TikTok ညီကိုအနေနဲ့လည်းပဲ Follow နှိပ်ပေးခဲ့ကြပါဦးဗျအဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့မှာလည်းပဲအကောင်းဆုံးရွေးချယ်မှုတွေနဲ့တူပြန်လာပါမယ်ဟုတ်ကဲ့ကျွန်တော်ကတော့ကြော်ကြီးပါ